ကျွန်တော်ပြောနေတဲ့အချိန်မှာပဲအခုကမိုးကပုံများပြီးရွာလာတဲ့သဘောမှရှိတယ်ဒီကမိုးပြေးမဟုတ်ဘူး channel မှာဆိုတော့မိုးပြေးဆိုခေါင်းမိုးပေါ်မှာပဲဝုန်းဝုန်းရွာပြီးတော့ခဏနေပျောက်သွားကဲကျွန်တော်လည်းထားရတော့မှထင်တယ်မနေ့အခုက3နာရီရှိသွားပြီနော်ဆို15မိနစ်ကျော်ရွာတယ်ခုဆိုမိုးကပုံများလာပြီပေါ့ channel ညစောအိတ်လိုက်တာကျွန်တော်ဆိုရင်ညဝဲအင်ဂျီမဝဲမီဘူးပေါ့နော်ဆိုတော့စောင်းချုံပြီးတော့ပို့ပြီးတော့နှွေထွေးနေရပါတယ်ဗျအေးလို့ပါဗျထူးထူးဆန်းဆန်းမနေညလည်းဒီချင်းမှာပဲစာရွာတယ်ခုလိုပဲပေါ့ဒီတောင်ကြီးဘက်ကျွန်တော်ချမ်ဘက်ဆိုရင်ကတ်ကူအပိုင်းထဲမှာပေါ့နော်ဆိုတော့များသောအားဖြင့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလထဲမှာတစ်ချိန်တော့ရွာတတ်တယ်ဒါပေမဲ့ဒီနှစ်ကတော့ဒီဇင်ဘာထဲမှာလည်းမရွာဘူးဇန်နဝါရီထဲလည်းမရွာဘူးပေါ့အခုကဒီဘက်မှာကကျက်သွန်စိုက်ပျိုးတဲ့ရာသီဖြစ်တဲ့အတွက်ကျက်သွန်စိုက်သမားတွေကဒီအခုအချိန်မှာပေါ့နော်မိုးရွာတာကိုတော့ပျော်ပါလိမ့်မယ်ဗျသူတို့ကမိုးရေလိုတယ်လို့သူတို့ပြောနေပါတယ်နော်ဒီနေ့မိုးရွာတာတော့မနေညထက်ပုံများတယ်ခုတဲမဲရွာပြီဗျချစ်ချင်းကိုပဲချမ်းစိမ့်တက်လာတယ်နော်ကျွန်တော်တော့မီးထားပြီးမဖွင့်တော့ကင်မရာမီးလေးနဲ့ပဲညအိမ်မီးလေးနဲ့ပဲကဲမိုးအေးနဲ့ဆောင်ကွဲချုံရတဲ့တောင်ကြီးချမ်းမိုးရဒီမှာပဲအခုလိုမိုးတွေဝုန်းနဲ့ရွာရင်တော့ခေါင်မိုးပေါ်အခုလိုရွာတာကျတော့မိုးရဒီတော့ကမြန်မာပြည်အစရောက်ချင်းမှာတော့ချက်ချင်းအိတ်လို့မရဘူးပေါ့နော်အခုနောက်ပိုင်းကတော့မိုးတွင်းမှာခုလိုခေါင်မိုးပေါ်တဝုံနဲ့မိုးရွာပြီးဆိုတော့ဆောင်းချုံပြီးတော့ပို့ပြီးတော့အိတ်လို့ကောင်းပါလေဗျ300ဒီစလုံးမှာတော့ကျွန်တော်အကြိုက်ဆုံးကတော့မိုးရာသီရယ်ဒုတိယအကြိုက်ဆုံးကတော့ဆောင်းရာသီပေါ့နော်ရန်ကုန်ဘက်မှာဆိုတော့နွေရာသီဆိုတော့ရန်ကုန်မစင်းရဘူးဗျနော်အဲကွန်တက်ထားပေမဲ့မီးရမမှန်တဲ့အခါကျတော့အရန်ကိုပူပါတယ်နော်တိုက်ခန်းမှာနေတော့လေဒါမဲ့ဒီဘက်တောင်ကြီးချမ်းမှာဆိုတော့အဲကွန်မလို့ဗျ
လွေရသည်ဆိုလည်းအရင်နေလို့ကောင်းတယ်လေတဖြူးဖြူးနဲ့နောက်မိုးရသည်ဆိုလည်းစိုက်ခင်းနေနဲ့ပို့ပြီးတာယာလှပါတယ်ပေါ့နော်စိမ့်ဆူနဲ့ခုစောင်းရသည်အတွင်းမှာလည်းဒီလိုမိုးရွာတဲ့အခါကျတော့ကျွန်တော်အနောက်မှာစိုက်ပျိုးဘောင်တွေလှုပ်ထားတာရှိတယ်နောက်ဒီနေ့ကကျတော့တီးနှံတချို့ပြောင်းဆိုင်ဖို့စိတ်ကူးထားတယ်ပေါ့နော်ဆိုတော့ခုလိုမိုးတဝုံဝုံရွာတာလဲကောင်းပါလေဒေတာစက်သွန်ဆိုင်မဲ့ဆိုင်နေတဲ့သူတွေအတွက်ရေလိုနေတဲ့အချိန်နဲ့ကွက်တီလာကြတယ်ဆိုတော့ကျွန်တော်ဘက်ကကျတော့ရာသီဥတုကောင်းတယ်လို့ခေါ်တာပေါ့နော်မိုးရတာဟုတ်ဒီချိန်မှာကဲအားလုံးပဲတရားအေးချမ်းနဲ့မနေ့စောစောလေးလို့ထားလာကြပါစေနော်ကျွန်တော်ကတော့စောသေးတယ်ဆိုတော့ခဏလေးပြန်အိတ်လိုက်အောင်မယ်ကဲအားလုံးပဲတတနော် good night